အားလုံးပဲမင်္ဂလာပါငယ်အော်ဒီဘုတ်ကနေပြီးတော့ပြန်လဲကြိုးဆိုလိုက်ပါတယ်စာရေးသူတပည့်ကန်ဒီရေးသားထားတဲ့မောင်တုံးငယ်ဆိုတဲ့စာအုပ်လေးရဲ့အပိုင်းလေးကိုဆက်ပြီးတော့ဖတ်ပြပေးသွားပါမယ်အခန်းကိုဖိုက်အောင်လိုက်တာည10 နာရီရှိနေပြီဖြစ်တော့လဲမောင်ပြန်ရောက်မလာသေးပါညနေကဖုန်းဆက်တော့အနှဲငယ်နောက်ကျမည်ဟုပြောသည်နေလေကစားထားတဲ့တန်းကြောင့်အခုသွန်းခကျဘိုက်အောင်ခြင်းဝေဒနာကိုခံနေရသည်တဖြည်းဖြည်းထိုးအောင်လာတာမို့သွန်းခကျမတ်တက်ပြီးကောင်းကောင်းမရက်နိုင်ထိုနေရာတွင်ပင်ခွေကျသွားသည်ထိုနေရာတွင်လဲကျကဘိုက်ကိုပဲဖိထားမိသည်ကိုနိုင်တို့ကိုလှမ်းអော်ခြင်းပေမဲ့အဲ့ဒါလောက်အော်နိုင်တဲ့အားမရှိသူလုံနိုင်တာတစ်ခုပဲရှိသည်မောင်အမြန်ရောက်လာဖို့ပဲဆူတောင်းနေမိသည်မောင်အမြဲပြန်လာပါတော့ခတ်တိုးတိုးသာပြောနိုင်ပြီးတွန်းခကျခွေနေမိသည်တွန်းငယ်တတိလက်လို့မဖြစ်သေးတာမို့မောင်အသံကိုသူမှတ်မိသည်သူ့ကိုပွေ့ချီသွားတာကိုလည်းသိသည်မောင်ပါဇက်ကတောင်းပန်တန်တွေကိုလည်းကြားရသည်တွန်းခကျဘာမှပြန်မပြောနိုင်ပါဇက်မှမောင်ဟူသာခတ်တိုးတိုးခေါ်နိုင်သည်တောင်းပန်ပါတယ်ကျေးဇူးပြုပြီးဘာမှမဖြစ်သွားပါနဲ့တွန်းငယ်လက်အားကိုင်ကဆိုင်းရှင်းအောင်ပြောနေမိသည်သူမားတာသူသာလိုက်မသွားခဲ့ရင်ဒီလိုဖြစ်မှာမဟုတ်အကယ်၍များသူသာနောက်ထပ်အချိန်နဲ့နောက်ကျသွားရင်တွန်းငယ်ဘလို့ဖြစ်နေမယ်မှန်းတွေးကြည့်လို့ပဲမရတော့အိမ်မော်တက်လိုက်တာနဲ့တွန်းငယ်ပုံစံကြောင့်လူကပြရခက်ကဘာလို့ဘာကန်ရမှန်းမသိစွာဖြစ်သွားရသည်နောက်စိတ်အေးထားကတွန်းငယ်ကိုပွေ့ချပြီးနီးစပ်ရာစေကံကိုပြေးရသည်ပါဇက်မှာတောင်းပန်စကားကိုလည်းပြောနေမိသည်သူသာတွန်းငယ်ကိုပြင်မထားခဲ့ရင်သူသာမလိုက်သွားခဲ့ရင်တွန်းငယ်လည်းဒီလိုဖြစ်မှာမဟုတ်ဘာမှစိတ်ပူစရာမရှိတော့ပါဘူးအစားအသောက်နဲ့တော့နည်းနည်းဂယူးဆိုင်ပေးဖို့လိုပါတယ်ဟုတ်ကဲ့ဒီအပိုင်းဘာကြွရမလဲဆရာမအစာအိမ်နာကျင်တယ်လို့ဖြစ်တာဆိုတော့အဆက်ကိုတက်နိုင်တဲ့လောက်တော့ရှောင်စေချင်ပါတယ်လုံးလုံးမစားခိုင်းတာတော့မဟုတ်ပါဘူးစားတဲ့လောက်ပဲစားလို့ရပါတယ်ဒီအပိုင်းကတော့အစာပျော့လေးတွေပဲစားစီချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဆရာမရပါတယ်ရှင်ခဏနေလူနာတတိယလာနဲ့ပြန်လို့ရပါပြီကျွန်မဆေးစာရေးပေးလိုက်ပါမယ်ဟုတ်ကဲ့ဆရာမထွက်သွားတော့မှဆိုင်းရှင်းအောင်အသက်ရှူရဲတော့သည်ခုနကဖြူပက်ဖြူရောဖြစ်နေသောတွန်းငယ်ကခုသွေးအောင်တန်လာသည်ဆိုင်းရှင်းအောင်တွန်းငယ်နှစ်ဖူးလေးအားနှံကမောင်နှလုံးသားငယ်လေးအေးအေးချမ်းချမ်းအိပ်ပါဆိုင်းရှင်းအောင်ခုံအားတွန်းငယ်ကလေးဖြင့်နီးအောင်ဆွဲလိုက်ပြီးတွန်းငယ်လက်ချောင်းသွဲလေးအားလက်ချမ်းချမ်းဖြင့်စုပ်ကိုင်ထားမိသည်တခါတလေဒီလက်နုနုလေးတွေကသူ့လက်ချမ်းကြီးတွေနဲ့မထိုက်တန်ဘူးလို့ထင်မိပေမဲ့သူ့တွန်းငယ်ကိုအဆုံးရှုံးမခံနိုင်လောက်အောင်ချစ်မိသွားသည်ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်ဒီလက်ချမ်းချမ်းကြီးတွေဖြင့်တွန်းငယ်လက်ကိုစုပ်ကိုင်ထားမိဘသူကထင်မှာတော့ကို73နှစ်တည်းဟာကြိတ်ချစ်လာခဲ့ရတဲ့လူကိုပိုက်ဆိုင်ရမယ်လို့မွေးစားဖခင်ဆုံးလို့စိတ်သက်ကြနေတဲ့သူကိုဖိုက်တင်းမှာလို့နှစ်သိမ့်သွားသူက2 နှစ်ကြာအောင်ပျောက်သွားသည်ထိုလူကိုဆိုင်းရှင်းအောင်ထင်သည်ကသူထက်ငယ်လိမ့်မည်လို့တကယ်တဲ့အကြောင်းစုံသိရသည့်အချိန်မှာသူထက်2 နှစ်ကြီးတဲ့တထေးသားတစ်ယောက်ဖြစ်နေသည်သူ့လိုဘုန်းကြီးကျောင်းသားကတထေးသားကိုတော့မမှန်ရဲ့ပါသို့တော်ညာထိုလူကိုသူချစ်သည်နာမည်ကိုသိလိုက်ချိန်မှာထိုလူအစားတွန်းငယ်ဆိုတဲ့အမည်လေးကိုတိတ်တခိုးပေးမိသည်နှစ်ယောက်မျက်နှာချင်းဆိုင်တွေ့တဲ့အခါတွန်းငယ်ကကျွန်တော်ကိုမမှန်မိဘူးအဲ့တော့ကကြီးကောင်ဝင်လာတော့အရက်တွေလည်းမြင့်လာသလိုရုပ်တွေလည်းပြောင်းသွားခဲ့သည်တွန်းငယ်ကတော့ဘာမှမပြောင်းလဲပဲပိုပြီးချစ်ဖို့ကောင်းလာသည်အခြေအဆက်တွေစားနေတဲ့တွန်းငယ်ကိုအဲ့ဒါတွေမစားနဲ့ယောဂရနိုင်တယ်ဟိုဘက်မှာအရသာရှိပြီးအာဟာရဖြစ်တဲ့မုတ်တွေတပုံကြီးပဲဟုပြောခဲ့သည်ပြူကြောင်ကြောင်လေးချိနေတဲ့တွန်းငယ်ကြောင့်ရင်းတွေအစမတန်ခုန်လာရသည်တွန်းငယ်စကားမပြန်ခဲ့ပဲလှည့်ထွက်ခဲ့သည်တွန်းငယ်ဟုရုတ်တရက်ခေါ်မိတာကြောင့်ချက်ချင်းလှည့်ပြန်လာခဲ့ရတဲ့အခိုင်အတန့်ကသူ့အတွက်ရင်ခုန်စရာကောင်းလာသည်နောက်နေ့ပြန်တွေ့ချိန်မှာတွန်းငယ်ပါဇက်ကသူ့အတွက်ပေးထားတဲ့ရှင်းဆိုတဲ့နန်းစားကြောင့်လောကကြီးရက်တန့်သွားသလိုခံစားခဲ့ရသေးသည်မိန်းကလေးတယောက်ကိုထီပေးပြီးမိုးရီထဲပြေးကျင်နေတဲ့တွန်းငယ်ကြောင့်သူ့မှာပါတဲ့ထီအားတွန်းငယ်အားတွားပေးမိသည်
အမှန်တိုင်းပြောရရင်အဲ့ဒီတုန်းကတွန်းငယ်ကိုအနှဲငယ်တဝေတိုမိသည်အားနွယ်တဲ့မိန်းကလေးအားကူညီပေးတဲ့တွန်းငယ်ကလည်းလေးစားစရာကောင်းတဲ့ယောက်ျားလေးတစ်ယောက်ပဲစိတ်ထဲကတွန်းငယ်ကိုလေးစားရင်ကြောခိုင်းသွားခဲ့ပေမဲ့ငါမင်းကိုချစ်တယ်ဟူသောစကားကြောင့်အသက်တောင်အောင်ထားမိသည်အနောက်လှည့်ကြည့်ရမှကြောက်သည်တွန်းငယ်သူ့ကိုနှောက်နေတာဖြစ်မှဆိုးလို့အနောက်ကိုလုံးဝလှည့်မကြည့်သလိုခန္ဓာကိုယ်ကိုလည်းမရွှေ့မိနောက်တစ်ချိန်ငါမင်းကိုချစ်တယ်ရှင်ဆိုမှထက်အားစွာစကားတွေထွက်လာသည်သူ့ကိုအထင်မြင်သေးမှကြောက်တဲ့တွန်းငယ်ကမျက်နှာငယ်လေးဖြင့်ငါကိုမုန်းသွားပြီလားဟင်လို့မေးတဲ့တွန်းငယ်ကိုသူချစ်ချောင်းဝန်ခံခဲ့သည်မောင်ကတွန်းငယ်ကိုတွန်းငယ်ထင်တာအထက်အများကြီးပိုချစ်တယ်မောင်တွန်းငယ်နိုးပြီလားတက်တာလားဘယ်နာနေသေးလဲမောင်ပြောခဏမောင်ဆရာဝန်တောက်ခေါ်လိုက်အောင်မယ်စိတ်ပူအောင်လုပ်မိလို့တောင်းမှန်ပါတယ်တေတော့မယ်ထင်တာမျက်ရည်ကျကပြောလာတဲ့တွန်းငယ်ကြောင့်တွန်းငယ်မျက်လုံးတောင်းကနေမျက်ရည်စမ်းများကိုတုပ်ပေးလိုက်သည်မောင်ရှိနေသူရဲ့တွန်းငယ်ဘာမှမဖြစ်ဘူးနောက်အဲ့လိုမလုပ်နဲ့တော့နော်မောင်ငါ့ကိုမဆူချင်ဘူးလားယင်မျက်လုံးလေးပေကလပ်ဖြင့်ချစ်ဖို့ကောင်းအောင်လုပ်နေတော့တွန်းငယ်ကအမှန်ပင်သူ့ကိုစူမကြောင်နေသလိုပဲဆိုင်းရှင်းအောင်ကောင်းခါလိုက်သည်နေမကောင်းတဲ့သူကိုမဆူရပါမောင်မဆူပါဘူးတွန်းငယ်နောက်ကမဖြစ်စေနဲ့နော်မောင်အဖြစ်မခံနိုင်ဘူးမောင်ချစ်တယ်မောင်ကပူချစ်တယ်နှစ်ယောက်လုံးတယောက်မျက်နှာတယောက်ကြည့်နေမိသည်စိတ်အခက်မသိလို့ရန်ဖြစ်ခဲ့ရင်သူတို့နှစ်ယောက်ရဲ့အပြေလဲဆုံးစကားလေးတွေပဲရန်ဖြစ်သည်လည်းမဟုတ်ဘယ်လိုပြောရမလဲတွန်းငယ်စိတ်ကောက်တဲ့အခါတုံးနေကြမောင်ဆရာဝန်တော့ခေါ်လိုက်အောင်မယ်နော်တောင်းနေပြန်ကြမယ်တွန်းငယ်ကကောင်းချင်းပြတာမို့တကားဖွင့်လိုက်ကအပြင်ထွက်ဖို့ကြိုးစားလိုက်သည်တိုက်ဆိုင်စွာဆီယာမဝင်လာတာနဲ့တက်တဲ့တိုးသည်နိုးပြီလားဟုတ်ကဲ့ဒါဆေးစာရွက်ပါခဏစမ်းသပ်ကြည့်ပါမယ်နော်ဆိုင်းရှင်းအောင်သူ့အားဆေးစာရွက်ပေးကတွန်းငယ်အားစမ်းသပ်နေသောဆီယာမကိုတေချာကြည့်နေမိသည်စိုးရိမ်ကြမလို့တော့ပါဘူးအဲ့လောက်လည်းမစိုးရိမ်ပါနဲ့ကျမကြည့်နေရရှင်ကလူနာထက်ပိုပြီးတော့ယောဂကြီးနေသလိုပဲဆီယာမရဲ့ရွှန်းနှောင်းနှောင်းစကားကိုမောင်ကရှက်ပုံရသည်ဂုတ်ပိုးအားပုတ်ကရှက်ဝဲဝဲစကားလေးထွက်လာသည်အဲ့ဒါချက်တာဦးဟုတ်ပါပြီရှင်အိမ်ပြန်နားကျင်နားလို့ရပါပြီဟုတ်ကဲ့ကျေးဇူးပါဆီယာမထွက်သွားတာတော့ရှက်ဝဲဝဲဖြစ်နေတဲ့မောင်ကိုတွန်းခကျစကြံလာသည်မောင်ဘာယောဂလဲတဘောမပေါက်တဲ့မောင်ကရင်းဆိုတဲ့အတန်လေးထွက်လာသည်တွန်းခကျနောက်တစ်ချိန်ထပ်မေးလိုက်သည်ဘာယောဂဖြစ်တာလဲလို့တွန်းငယ်ကိုအချစ်လွန်တဲ့ယောဂတော်တော်တက်ပြန်မယ်တွန်းငယ်မောင်ကြောပိုးရမလားရရမောင်ဆိုင်းရှင်းအောင်တွန်းငယ်ကတွဲကဆေးစာရွက်ထဲကဆေးများသွားဝယ်လိုက်သည်ဆေးဆက်ပေးနေတဲ့တူနာပြူမလေးတွေကဒေချာကြည့်နေကတီတိုပြောနေကြသည်တွန်းငယ်ဘာလို့ထလာလဲထိုင်ဆောင်ရတာပြင်းလို့ဒီကအကိုတို့ကဘာတော်တာလဲဟင်အကိုတို့ကလင်းလင်းတွေလေတွန်းခကျနတ်စမအားပြောချလိုက်သည်မိန်းကလေးတွေဖြစ်ပြီးမောင်ကိုပေါ်တင်ဘူးနေသောအမိများအားပြောချလိုက်သည်သူတဝင်းတို့ရာမောင်ကလည်းတီပုံရသည်ပြုံးစီဖြင့်ကြားတဲ့ငွေပါအန်အော်နေတဲ့နတ်စမလေးတွေမှာတွန်းခကျစကားကြောင့်အင်းအဲလောက်ကပတ်စံပြန်အန်သည်တွန်းခကျမတ်တက်ရက်နေတဲ့မောင်ကိုခေါ်လိုက်ပြီးမောင်ဒီနားလာလေလာပြီဘာလို့မို့လဲငါ့ကိုကြောပိုးမယ်ဆိုလာတက်လေတွန်းခကျချက်ချင်းကြောပိုးတဲ့မောင်ကိုချစ်လုံးလို့ဖွက်ထားခြင်းမိသည်မောင်ကြောပေါ်ကနေတွန်းခကျခေါင်းမိကလိုက်ခဲ့သည်ဆိုင်ကယ်ကယ်ရီခေါ်ဖို့ရာမောင်ကသူဒီအတိုင်းလေးပဲအိမ်ထိပိုးသွားခြင်းပါတယ်တဲ့လေရီစင်မေးတဲ့အချိန်မှာမောင်ပြန်ပြောသည်ကဆိုင်ကယ်နဲ့ဆိုစောက်မှာဆိုးတဲ့တွန်းငယ်ဘိုက်ပြန်အောင်ပြီးခံစားရမယ့်ဝေဒနာကိုမောင်ထပ်မကြည့်ကြတော့ဘူးတဲ့တွေ့လားမောင်ကလူရိုးကြီးမဟုတ်ပါဘူးဆိုအခန်း30တွန်းငယ်အနွေးတဲ့ဝတ်ထားမောင်ဝတ်ပေး
ဆိုင်ရှင်းအောင်တုံးငယ်အလိုကြအကွက်အနှွေးထဲလေးအောင်ဝှက်ပေးလိုက်သည်မနေ့ကညကဖြစ်ပြီးကိုငွေလေးပါနည်းနည်းရလာတဲ့တုံးငယ်ကညကလေးကကလေးများလိုကြီးကြနေသည်မနေ့ကအလုတ်ထသွားဖို့ရာပေးမသွားတာကြောင့်ကိုလင်းကိုဖုန်းဆက်ကအလုတ်ခွင်တိုင်ရသည်မောင်ငါလည်းဝိုင်းလျှော်ခြင်းနဲ့အိယာခင်းတွေစောင်းနေခေါင်းအုံးတွေလျှော်နေတဲ့ဆိုင်ရှင်းအောင်အားတုံးငယ်ကထပြောသည်တုံးငယ်ကသူ့နဲ့ခက်လန်းလန်းမှာငုတ်တုပ်လေးထိုင်နေရှာသည်ဆိုင်ရှင်းအောင်တုံးငယ်ကိုပြုံးပြရင်ဒါယောက်ျားလို့ဆိုင်ရှင်းအောင်ကိုယောက်ျားဟုတုံလုံးလိုက်သည်ချက်ချင်းမျက်နှာလေးရဲတက်သွားတဲ့တုံးငယ်ကရှက်သွားပုံပဲထဲအားစွာစကားတွေပြောလာသည်ဘာလို့ယောက်ျားလဲတုံးငယ်ရှက်နေရလားဘယ်သူကရှက်နေလို့လဲမောင်တော့ဟုတ်ပါပြီကွာအဲ့နားမှာပဲနေနော်နေမကောင်းဖြစ်ချင်နေအောင်ရေရင်ထပ်မထိနဲ့ငါပြင်းတယ်လေမောင်နဲ့စကားပြောပေါ့ပြီးရောစပြောပြီနော်တုံးငယ်ကိုလှည့်ကြည့်တော့အရှိန်ယူသည့်အနေဖြင့်ပါဇက်သေးသေးလေးကလေတွေမှုတ်ထုံနေသည်မောင်ချစ်တယ်မောင်အရန်ချစ်တယ်မောင်အဘွားပေးခြင်းတယ်မောင်ထမင်းခွန်ကြွေးတာလည်းစားခြင်းတယ်မောင်နဲ့အတူဖျားရီလည်းသွားခြင်းတယ်မောင်လက်ပေါ်မှာအိတ်ခြင်းတယ်မောင်ကိုဒီပါဇက်သေးသေးလေးနဲ့ငုံထားခြင်းတယ်မောင်ကိုတဝင်းတိုးတယ်မောင်ကြီးဖျားသီးစားခြင်းတယ်ထောပတ်တီဖြော်ရီလည်းတောက်ခြင်းတယ်နနသီးလည်းစားခြင်းတယ်ငကမောက်သီးလည်းစားခြင်းတယ်ပန်းတက်တော်သီးလည်းစားခြင်းတယ်မောင်ကိုလည်းစားခြင်းတယ်ပြောချင်ရတွေပြောနေတဲ့တုံးငယ်ကတခုပြောလိုက်စဉ်းစားလိုက်နောက်တစ်ခုပြောလိုက်ထပ်စဉ်းစားလိုက်ဖြင့်ပါဇက်တဲ့ရှိရာတွေသူဖြစ်ချင်တာတွေပြောနေသည်နောက်ဆုံးတစ်ခုကိုပြောပြီးဖြစ်သွားတဲ့တုံးငယ်ကစကားမဆက်လားဆိုင်ရှင်းအောင်ရဲချင်းသည့်ရုပ်ကိုထိန်ပြီးတုံးငယ်ကိုလှည့်ကြည့်လိုက်သည်ခုနကပြောခဲ့တာသူမဟုတ်သည့်အတိုင်းငရဖျားလေးတွေရဲကရှက်နေသည်တုံးငယ်ယောက်ျားမောင်ကအသက်မပြည့်သေးဘူးစိတ်လျှော့ထားနော်မောင်မောင်10မိနစ်စိတ်ဆိုးတယ်သူ့ကိုပြောပြီးတုံးငယ်ကထိုင်ရာကနေအိမ်ပေါ်ကိုတက်သွားသည်ဆိုင်ရှင်းအောင်ကောင်းခါကပြီးတော့မဲ့အဝတ်အစားများကိုခက်မြန်မြန်လျှော်နေလိုက်သည်10မိနစ်အတွင်းသာမပြီးလို့ကတော့တုံးငယ်တဏီကုန်းကြီးကြနေမှာတုံးငယ်မောင်တုံးငယ်ရေဆိုင်ရှင်းအောင်နောက်ကျောပေးထားတဲ့တုံးငယ်အားခေါ်လိုက်သည်လှုပ်လီလှုပ်လဲဖြင့်မျက်နှာချင်းဆိုင်လာတဲ့တုံးငယ်မျက်နှာလေးကခက်တီတီလေးသာကို့ပြို့တိလားမောင်ပါမလို့လေမောင်ပြောမိတာမောင်ငယ်သေးလို့ကြီးမစားပါဇက်ကိုအတင်းလာပေးတဲ့တုံးငယ်ကြောင့်ဆိုင်ရှမ်းတော်မှာတအုံအုံတအန်းအတန်များထွက်လာသည်မောင်နောက်ထပ်9မိနစ်စိတ်ဆိုးတယ်ခုနကစူညံနေတဲ့အိမ်ဒီမီးကိုရင်းနဲ့ဖျန်းလိုက်တယ်လို့ငြိမ်သက်သွားသည်နိုင်တာတစ်ချက်အတန်ကလည်းငြိမ်သက်နေတဲ့လူနှစ်ယောက်ကြားတွေ့ရွေသွားနေသည်လက်တန်ရှင်2ကနေ3ကိုပြောင်းသွားချိန်စတင်အတန်ထွက်လာသည်ကဆိုင်ရှင်းအောင်ကိုယ်တိုင်ပဲမောင်စိတ်ဆိုးပါနဲ့တော့တုံးငယ်မောင်မနေတတ်ဘူးငါလည်းမနေတတ်ဘူးနောက်ထပ်မစားနဲ့တော့နော်မစားတော့မောင်အားပါပေးဘာဆိုင်လို့လဲမောင်တို့15မိနစ်တောင်စကားမပြောထားဘူးလေငါလူမျိုးလေးမောင်တော့ရိုတက်နေပြီပဲမော့တော့ကကျဲမောက်စိတ်တိုင်းကြပါနှစ်ဖက်အားအတန်ထွက်တဲ့အထိနမ်းလိုက်သည်ချက်ချင်းပြုံးလာတဲ့မောင်ကခုနကညှိုးငယ်နေတဲ့မျက်နှာနဲ့လှလှမြမဆိုင်မောင်ကအသက်ငယ်တော့လဲမချွေရုပ်တီဖြင့်သာနေတာများသည်သူဟာသားတွေပြောရင်တော့မောင်ကသူ့ကိုကြည့်ပြီးပြုံးယုံတာရီးစားဘွားကမောင်တခါပြောဘူးသည်ကျွန်တော်အပြုံးကတုံးငယ်ကြောင်ဖြစ်တည်လာတာပါတဲ့လူကြီးဆန်ပြီးရင်ကျက်တဲ့မောင်16နှစ်အရွယ်ကောင်းလေးဟာဘာလို့များဒီလောက်အထိရင့်ကျက်နေရပါလဲလို့တွေးမိသည်မောင်နဲ့သူစသည်ကစားမောင်အသက်15ကျော်ရုံသာရှိသေးသည်အဒီဝါတို့ကပြောပြဘူးသည်မောင်ကိုဘာဖုံးချောင်းကကပ်ပြရကြီးဦးမြင့်မွေးစားထားသည်ကလွဲမောင်စာတိမောင်မိဘမောင်မွေးခြင်းမောင်နှမဘာတစ်ခုမှသူမသိပေဒုက္ခကျဲတိတီကမောင်ကသူ့ကိုချစ်သည်ညံ့နိုးသည်အလိုလိုက်သည်အရာရာဦးစားပေးသည်မောင်ကသူ့ရဲ့ချစ်ရသူလည်းဟုတ်တယ်လို့လင်းခင်မွန်းလည်းဟုတ်သည်ဒုက္ခကျဲဘဝမှာက
ကံအကောင်းဆုံးလူကိုပြပါဆိုရင်ကိုလက်ညှိုးပြန်ထိုးပြမိမိထင်သည်အကြောင်းပြချက်ကတော့ချစ်ရသူအချစ်ကိုပိုင်ဆိုင်ထားသည့်လူသားမို့ပဲတွန်းငယ်ဘာစားချင်သေးလဲခုနပြောတဲ့အသီးတွေမောင်သွားဝယ်ပေးရမလားဆိုင်ရှင်အောင်တွန်းငယ်အားစံပြုတ်ခွန်ကျွေးရင်မေးလိုက်သည်သူပြုတ်တိုက်တဲ့ငါးဆန်ပြုတ်အားတွန်းငယ်ကကြိုက်ပုံရသည်တရှုရှုဖြင့်သူတိုက်သမျှကိုကုံအောင်တောက်နေသည်မှာချွေးစာလေးတွေပင်ထွက်နေပြီပန်းတက်တော်ဒီတော့စားကြတယ်မောင်ဒါလေးကိုရင်မောင်သွားဝယ်ပေးမယ်နော်ခုပါစက်ဟာမောင်ပြောလေတုံးငယ်တကယ်ဆိုဒီအပိုင်းအကုန်ကြနေများထားတာနော်ငါเจ้าအတွက်ကောပြီးတော့ဒီဆွဲကြိုးလေးရောမနေ့ကလည်းငါဆေးဖို့တွေကုန်ထားတယ်တော့ပါပြီဒီအပိုင်းဒီပါစက်တေးသေးလေးကအစားအသောက်စင်ကြယ်မှဖြစ်မယ်စိတ်ညစ်သလိုလေးဘူးများမှုတ်ထုတ်ကပြောနေတော့တွန်းငယ်ကိုဆိုင်းရှင်အောင်ပြုံးရည်ကြည့်နေမိသည်ဘာလို့လို့နဲ့တွန်းငယ်တော်ရစ်ချက်လာပြီးဟူတွေးလိုက်သည်တွန်းငယ်မောင်ကြည့်မော်ကြည့်လာတဲ့မျက်နှာနုနုလေးကညကတညာလုံးကြည်ကြထားတာမို့ရက်တွေးနဲ့ညိုချင်းချင်းဖြစ်နေသည်ဆိုင်းရှင်အောင်တွန်းငယ်ပါအီလေးကိုကိုင်းလိုက်ပြီးပတ်စံကိစ္စမပူနဲ့တွန်းငယ်စားဖို့ကတွန်းငယ်တောင်းဝင်ရှာဖို့ကမောင်တောင်းဝင်တွန်းငယ်အနေနဲ့အစားလျှော့စားတာဘာညာတွေမောင်မလို့ချင်ပါမောင်ကြောင့်သိရမလားတွန်းငယ်မောင်သာအငတ်ခံလိုက်မယ်တွန်းငယ်ကိုတော့ဟင်းကောင်းဝယ်ကျွေးမဲ့လူစားမျိုးဆိုတာမောင်ချစ်တယ်ခါကိုဖတ်တွေလာတဲ့တွန်းငယ်ကိုရင်ခွင်ထဲထည့်လိုက်သည်မောင်ကိုချစ်တယ်လို့သာအမြဲပြောပါတွန်းငယ်မောင်ကခြေထောက်ပြတ်သွားရင်တော့တွန်းငယ်အတွက်ဆိုတောင်းကျွေးမဲ့လူမျိုးဆိုတာတော့တွန်းငယ်နားလည်အောင်ရှင်းမပြတော့တွန်းငယ်ဆေးတောက်ပြီးခဏအိတ်မောင်ချော့တိတ်ဆန်းရှင်းတော့ဘာမှမပြောဘဲတွန်းငယ်ကိုအရင်ဆေးတိုက်လိုက်သည်ပြီးနောက်အိယာခင်ကအိယာပေါ်အရင်လှည့်ချလိုက်သည်တွန်းငယ်လာအိတ်ဟီကနေပြုံးပြကလက်မောင်းပေါ်ရောက်လာတော့ခေါင်းလုံးလုံးလေးခေါင်းလေးကိုပုတ်ပြီးတော့ဆေးရှိန်အပြင်ညကပါအေးအေးပြတ်ထားတဲ့တွန်းငယ်ကချက်ချင်းဆိုသလိုမျက်လုံးလေးဆင်းကအိပ်ပျော်သွားသည်တွန်းငယ်အိပ်သွားပြီဆိုမှဆိုင်းရှင်းအောင်အသာကြွကတွန်းငယ်အတွက်တတိသွားဝယ်လိုက်သည်မနက်ကမင်းကတောင်းပန်ရှာသည်မနေ့ကမုတ်တီလှုပ်ရှားရင်တွန်းငယ်ကငရုတ်သီးအစားများသွားသည်တဲ့လေဘသူကမှအပြစ်မတင်ခြင်းပါတွန်းငယ်ဆိုတာငယ်ငယ်လေးကမိဘအုပ်ထိပ်မှုအောက်မှာနေလာတဲ့သူဖြစ်ပြီးပဝင်းချင်အစားအသောက်အနေထိုင်တိတ်တိတိသူမဟုတ်ဒါကိုသူ့ဘက်ကအပြစ်သွားတင်လို့မရမန်နေဆိုတာကလည်းကလေးတယောက်နေဒါအပြင်မပေါ်မပါကြီးနဲ့လေမနက်ကလည်းမနေ့ကကြည်ပေးတာကျေးဇူးပါဆိုပြီးကျေးဇူးတင်စကားပြောလိုက်သည်အနေအေးတဲ့ကိုနိုင်ကြီးကတော့ဘာမှမပြောညကစေးကန်းပြေးတာသူတို့ပင်မသိကြမနေ့ကမှမနေတောင်းမှလို့ညကစေးကန်းပြေးရကြောင်းအနှဲငယ်ပြောပြဖြစ်သည်ဖိုးသားကလည်းကိုတားပြောသေးတယ်ကိုကမသိလို့စားမိတာပါကိုမစိုးပါနဲ့ကိုကြီးဟုထိတ်ကကာပြောရှာသည်တွန်းငယ်ကိုခုလိုပြောတာဆိုက်ရှင်းအောင်သဘောကျသည်တွန်းငယ်ကအချစ်ကန်လေးမို့ခုလိုလူကြီးကလေးအကုန်ချစ်တာကိုသူ့အနေနဲ့သဘောမကျစရာအကြောင်းမရှိဒီနေ့အလုံးမသွားဘူးလားလူလေးရက်ကွက်ထဲကအသက်80ကျော်အဖွားကချမ်းရှိကအမိုက်တွေရှင်းရင်သူ့ကိုတွေ့တော့လှမ်းမိသည်ဆိုင်းရှင်းအောင်တယို့တသေးပင်ဟုတ်ကဲ့အဖွားတွန်းငယ်နေမကောင်းလို့အေးကွယ်ကလေးကိုလည်းဂယူးဆိုင်ပါအောင်သူ့မှာလည်းမင်းကအလုပ်သွားဆိုတော့တယောက်တည်းကွယ်ဟုတ်ကဲ့ဗျသွားခွင့်ပြုပါဦးအဖွားအေးဆိုင်းရှင်းအောင်ဒီရက်ကွက်လေးကိုသဘောကျသည်ယောက်ျားလေးနှစ်ယောက်လက်ထပ်ထားတယ်ဆိုတော့ညာအကုန်လုံးကမဖေရှောင်မနှိမ်ချပဲတန်းတူဆက်ဆံကြသည်အချိန်တိုင်းအလုံးမှာရှိတဲ့သူ့ထက်အိမ်မှာအနေများတဲ့တွန်းငယ်ကိုပို့ခင်ကြသည်တွန်းငယ်ကလည်းစကားများသူမို့ယောက်ျားမိန်းမမရွေးကလေးတေးသေးလေးတွေကအစကိုဖြင့်ချစ်ကြသည်ကျောင်းတက်ဖို့ကလည်းရက်ပိုင်းသာလူတော့တီကြောင့်ဖိုးသားကိုစာသင်ပေးမယ်အကြောင်းဘဲကဘလို့ပြန်သွားသည်လည်းမသိရက်ကွက်ထဲကအမတွေကပါတွန်းခရဲ့ငါကလေးတွေကိုနေ့စီမှာအပ်ချင်သည်ဟုပြောလာကြသည်သူကတော့တွန်းငယ်သဘောပဲတွန်းငယ်ကလည်းတင်ပေးချင်သည်ဟုပြောကကြောင့်ခွင့်ပြုပေးသည်မောင်ဘယ်လျှောက်သွားနေရလဲတွန်းငယ်အတွက်တတိသွားဝယ်နေတာခဏဆောင်တော့မောင်တေချာလုပ်ပေးမယ်မြန်လုပ်နော်တွန်းငယ်စားခြင်းနဲ့ပန်းတက်တော်အား
ရေဆေးပြီးတေချာခွဲကပကံနဲ့ထည့်လိုက်သည်စပြည့်သည့်အလုံးကြီးပါဝဲလာတာမို့ရေဆေးပြီးအညာချွေကထည့်လာပေးသည်အနှွေးတဲ့အကွက်လေးဝေးထားတဲ့တွန်းငယ်ကအရန်စားခြင်းပုံသူ့အလားကိုစောင့်မျှော်နေသည်ရပြီတွန်းငယ်မောင်ခွန့်ကျွေးတွန်းခကျဲမောင်အားချွဲကပြောလိုက်သည်မောင်ကပြုံးကဘာစကားမှမဆိုပဲသူ့အားခွန့်ကျွေးသည်စားကောင်းလားတွန်းငယ်မောင်ကိုယ်တိုင်ခွန့်ကျွေးလို့ထင်တယ်အရန်ချိုတယ်စကားတွေအရန်တက်နေပါလားပါဇက်ဟာအာမောင်လဲစားလေမောင်မကြိုက်ဘူးတွန်းငယ်ပဲစားပါမောင်ကလည်းမစားရတာနဲ့မကြိုက်ရတာနဲ့မျက်စောင်းထိုးကပြောလာတော့တွန်းငယ်ကြောင့်စိုင်းရှင်အောင်ပြုံးမိသည်မောင်စားလိုက်လို့တွန်းငယ်ဘိုင်းမောရမအောင်မလို့ခြင်းဒီစကားကိုတော့စိတ်ထဲကနေပဲစိုင်းရှင်အောင်ပြောလိုက်သည်မောင်ပြောလေတွန်းငယ်မနေ့ကကိစ္စမဆူဘူးလားယင်ညနာလေးငယ်ကပြောလာတဲ့တွန်းငယ်ကသူ့ဆူမကိုစိုးရိမ်နေပုံပဲမင်းညတွေကမဆူဖို့ဆုံးဖြတ်ထားတာပဲမဟုတ်လားမဆူပါဘူးဘာလို့လဲယင်ငါ့ကိုစိတ်ကုန်နေပြီလားအဲ့ဒါကြောင့်မဆူတာလားတွန်းငယ်အဆူခံချင်တာလားမဆူနဲ့ခုတွန်းငယ်မောင်ချီကြနေရလားတိနေအောင်ခါကိုလာဖတ်တဲ့တွန်းငယ်ဆိုင်ရှင်အောင်တွန်းငယ်ကိုပြန်ဖတ်လိုက်သည်မောင်နှလုံးသားငယ်လေးကိုမောင်ကဆူရက်ပါမလားနှလုံးသားငယ်လေးဆိုတော့နှလုံးသားကြီးကဘယ်သူပိုင်တာလဲနှလုံးသားငယ်လေးရောနှလုံးသားကြီးရောဟောဒီကတွန်းခကျဲဆိုတဲ့မောက်ဆရာဝန်လောင်းလေးပိုင်တာပေါ့ရင်ဘတ်ကိုကုန်းကိုက်တဲ့တွန်းငယ်ကြောင့်ဆိုင်ရှင်အောင်អော်လိုက်မိသည်မောင်မဖလစ်တတ်တဲ့လူယိုကြီးလို့ထင်ခဲ့တာအမှားပဲမောင်နှလုံးသားငယ်လေးနာကျင်သွားပြီတွန်းငယ်အဘွားဖေးမှပျောက်မယ်ထင်တယ်လူညက်ကမအခန်းဆက်တယ်တွန်းငယ်မောင်အပြန်လာကြုံမယ်နော်မောင်လောက်ကရောကိုလေးကိုပြောပြီးလာကြုံမယ်လေကျူးဆိုင်တော့တွန်းငယ်စားကျင်တာတွေပါရှိရင်လည်းဝယ်စားနော်မနှမျောနဲ့ဝယ်စားနော်ကျောင်းကလူတွေနဲ့လည်းအဆင်ပြေအောင်ပေါင်းနော်ထမင်းလည်းကောင်းအောင်စားမောင်ဝယ်ထည့်ပေးထားတဲ့တတိကိုလည်းချက်ချင်းမစားနဲ့နိုင်ချပြီးမှစားနော်တိပါပြီမောင်ရဲ့ငါမူကြိုကလေးလေးမဟုတ်ဘူးမူကြိုကလေးကမှပြောရင်ပြောစကားနားထောင်သေးရဲ့မောင်ကငါ့ကိုစကားနားမထောင်လို့ပြောချင်တာလားမောင်ပြောတာအဲ့လိုသဘောမျိုးမဟုတ်ပါဘူးမောင်ကတွန်းငယ်ကိုစိတ်မချတာဒါတွန်းငယ်အရင်ကတက်နေကြကြောင်းမဟုတ်ဘူးလေကိုနဲ့တည့်ရဲ့လူတွေလည်းတရားမှရှိတာမဟုတ်ဘူးတခုခုဖြစ်ရင်မောင်ကလည်းအလုံးမအဲ့ဒါကြောင့်မို့ပါတိပါပြီစားတောက်တွေလည်းဆင်ကျင်မယ်အနေထိုင်လည်းဆင်ကျင်မယ်နော်ခုတော့ကြောင်းတက်တော့မယ်အဲ့ဆိုမောင်သွားတော့မယ်နော်ဘိုင်ဘိုင်ဒုက္ခကျဲတဲနေတဲ့မောက်ကိုအပြစ်မမြင်မောင်ကသူနဲ့ပတ်သက်ရင်ကိုတော့ဂီယူဆိုင်တဲ့လူမှမဟုတ်တာတနေ့ထက်တနေ့သူ့ကိုဂီယူဆိုင်ကျင်နာမျက်နှိုးပေးချစ်ပေးတဲ့မောင်ကြောင့်သူ့ဘဝကအရင်ကထက်အများကြီးတန်ဖို့ရှိလာသည်မောင်အမြဲပြောသည်ကတွန်းငယ်ကိုဒီထက်ပိုကောင်းတဲ့ဘဝမျိုးမှာထားနိုင်အောင်မောင်စူးစမ်းပါမယ်တဲ့မောင်ကိုတနေ့တော့သိစေချင်ပါတယ်ဒီအခြေအနေလေးကငါ့ကိုပျော်ရွှင်စေတယ်လို့မောင်တို့အပေါ်ထားတဲ့မေတ္တာကသူတယောက်တည်းမဟုတ်ဘေးလူတွေပါသိသည်ဆိုင်ရှင်အောင်အလုံးလုံးနေတော့လဲစိတ်ကတွန်းငယ်စီပဲရောက်နေသည်တွန်းငယ်အစင်မပြေးပါမလားဆိုတဲ့စိတ်ကတကယ်ပင်ခံရခက်စေသည်စကားမပြောဘဲအလုပ်ပဲကုန်းလုံးနေတဲ့သူကိုအကြောင်းသိနေတဲ့ကိုမိုးတို့အုပ်စုကသူ့ကိုဘာမှမပြောနောင်ကြီးဖြည်းဖြည်းထမ်းကွမေးကြီးလိုက်ဒဏ်ဖြစ်မယ်ကိုရတပြစ်ပြစ်ဝါကပြောလာတော့ကိုဖြိုးကိုကိုမိုးကပြန်ပြောသည်မင်းသာအသေးကြွေပြီးမသိစေနဲ့ဟိုကသူ့ယောက်ျားဆရာဝန်လူပြိုကြီးပဲအရေးကြီးတယ်ကျွန်တော်ကအသေးကြေသွားရင်တော့လိုက်ကောက်ပြီးပြန်ဆက်ပေးမယ်မိန်းမရှိတယ်ကိုဖြိုးရဲ့ခြေပစကားကလူပြိုကြီးကိုအတော်ထီသွားပုံရသည်မျက်မှောင်တုံကွေးထားသည်မှာပခုံးနှစ်ဖက်ပင်ထီလူနေပါနိုင်တောင်ကလေးနှစ်ယောက်အဖေဖြစ်တော့မယ်လူပြိုကြီးကတော့တသက်လုံးလူပြိုကြီးပဲလုံနေတော့မှာလားဟာနိုင်ပါတော့သူကလေးပဲနှစ်ယောက်မုံမွေငါနဲ့ဘာဆိုင်လို့ဒီလူပြိုကြီးဂုံတိတ်ထားအောင်ပဲလာထိခိုက်နေရတာလဲအဲ့ဒါလို့ဖြစ်သွားလား sorry ဗျာစောက်ကလေးကြည့်ထားကြငါတနေ့မိမငငယ်ချောချောလေးတယောက်ယူပြအောင်မယ်အဲ့နေ့ကိုစောင့်နေမယ်နော်
နောင်ကြီးဖြည်းဖြည်းလုပ်ပါကွာငါမှနိုင်တော့မနိုင်တော့ကိုပြောနောင်ကြီးကပြောလိုက်သည်သူကမတင်ပြီးနောင်ကြီးကထမ်းဘလို့အရှိန်မျိုးနဲ့ထမ်းနေလဲတော့မသိမတင်ပေးနေတဲ့သူကတော့မနိုင်ဖြစ်လာသည်အဲ့လိုဖြစ်သွားလား sorry ဗျာကျွန်တော်လောသွားလို့ဒါနဲ့ကုံကဘယ်နှစီးကြံသေးလဲ3စီးတော့မေးထမ်းပုံမျိုးနဲ့ဆိုရင်ညနေမဆောင်ဒါနဲ့မေးထမင်းမစားသေးဘူးလားဒါလေးအပြတ်ဖြတ်လိုက်မလားကိုဖြိုးဟို3ယောက်တော့ခြေလက်ဆေးနေပြီလောက်ပါကိုဖြိုးရညနေကျရင်ကျွန်တော်သုံးငယ်ကိုတွားကြိုရမလို့ပါနော်ဆိုင်ရှင်းအောင်တွဲလုံနေတဲ့ကိုဖြိုးအားတောင်းပန်ကပြောလိုက်သည်ကိုဖြိုးကစားလက်စာကိုရအားထွေးထုတ်ကလင်ဒါယူနေတဲ့စောက်ကလေးရတော့ဟီဆိုင်ရှင်းအောင်စက်တုံအိတ်ပင်ပေးတဲ့ကိုဖြိုးအားတွားဖြည့်ပြကစိတ်ထဲကနေကျေးဇူးတင်စကားပြောလိုက်သည်သူ့ရဲ့အမြန်ထမ်းနိုင်မှုကြောင့်လားစိတ်လောနေလို့လားမသိနိုင်ဝက်အတွင်းထမ်းလက်စာကုံကားမှဘာမှမရှိတော့ပေဟို3ယောက်ထမင်းစားနေပြီလားမသိဘူးဆိုင်ရှင်းအောင်နဲ့ကိုဖြိုးခြေလက်တက်ဆင်ပြီးကိုညိုတို့ရှိမဲ့နေရာအားသွားလိုက်သည်ထမင်းမစားပဲထိုင်ဆောင်နေတဲ့လူ3ယောက်ကိုတွေ့လိုက်သည်မင်းတို့နှကောင်ဘာလုပ်နေရလဲဘာလုပ်ရမှာလဲနောင်ကြီးပေါ့အလုပ်ကိုအသေးတန်ဗျာညနေသူ့စေးချောင်းသားလေးကိုတွားကြိုဖို့အလုပ်မပြီးမှစိုးလို့တဲ့ကိုဖြိုးကျေးဇူးကိုမမေ့ပါဘူးဗျာကိုရဝယ်ကျွေးမယ်ဒေါ်စမ်းမငါမိမငါ့ကိုကိုးစားတာတိတ်ကြိုက်တာမဟုတ်ဘူးကိုဖြိုးကကိုမိုးကိုကြည့်ရင်ပေးဆောင်ဆောင်ပြင်ပြောသည်လူပြိုကြီးကိုမိုးကတော့မျက်စောင်းဒေတာလှိန်ထိုးနေသည်ကိုညိုနဲ့သူကတော့တဟားဟာဖြင့်သဘောကျစွာရေမောကြသည်အနေအေးတဲ့ကိုနိုင်ကြီးကလည်းဘာမှမပြောဘဲရေမောနေသည်ထားလိုက်တော့ဘာဟင်းနေချက်ကြလဲမိမအချစ်တွေနဲ့ကြော်ပေးလိုက်တဲ့ကစွန်းရက်ကြော်ဟဲ့အောင်နောင်ကြီးမင်းကတက်တက်လို့တမမလားရော့ငါဟင်းစားဟုတ်ကဲ့ဟင်းမကောင်းတာဘာလို့လာပြီးအချစ်တွေအနှစ်တွေလာလုံနေရလဲမသိဘူးသူများတွေလို့ဆိုင်ရောက်ဝယ်လာမဟုတ်ဘူးလေစကနိုင်လူတွေကြတဲ့နှစ်ယောက်ကဟိုအရင်သူမယောက်ထဲကတကြကြရန်ဖြစ်နေကြတဲ့သူတွေမှကိုနိုင်ကြီးပြောပြလို့တည်ပြီးသားဖြစ်သည်ကိုမို့ကျွန်တော်ဖုန်းခဏငှားပါအောင်သုံးငယ်ဖုန်းဆက်ချင်လို့အေးယူလေအကိုတို့စားနေနော်ကျွန်တော်မဆောင်လဲရတယ်ပြောမှသာပြောစမ်းပါကွာစပီကာပါဖွင့်တာဟုတ်ကဲ့ဆိုင်ရှင်းအောင်အကုန်လုံးကအကြောင်းသိတွေမို့အလွတ်ရနေသည့်ဖုန်းနံပါတ်လေးကိုခေါ်လိုက်သည်စနစ်ခွဲဆိုတော့တုံးငယ်တို့နားချိန်လို့ထင်တာပဲတတိတိပြည့်ဝင်သွားသောဖုန်းမှာချက်ချင်းကင်လာသည်တုံးငယ်ပြောနေမထမင်းစားပြီလားတစ်ဖက်ကတုံးငယ်ရဲ့စားပြီဆိုတော့အတန်ကြောင့်ဆိုင်ရှင်းအောင်ထမင်းမိသည်မောင်ထည့်ပေးလိုက်တဲ့အသီးတွေရောစားသေးလားမောင်ပြောတဲ့အတိုင်းမစားရသေးဘူးကြောင်းတက်ခန်းဒီမှာစားမလို့လိမ့်ပါတယ်စားချင်တာရှိရင်ဝယ်စားနော်တကယ်ချင်းတွေရောရပြီလားအများကြီးပဲအကုန်လုံးကသဘောကောင်းကြတယ်တုံးငယ်အဆင်ပြေရပါပြီမောင်ထမင်းစားပြီလားခုစားမလို့နောက်ကျနေပြီ哦နောက်ကအချိန်နဲ့စားနော်စိတ်မပူချင်ဘူးဆိုင်ရှင်းအောင်တုံးငယ်ရဲ့စိုးရိမ်နေတဲ့မျက်နှာလေးကိုမြင်အောင်ကပြုံးမိသွားသည်တုံးငယ်မစိုးရိမ်စေရန်ရှွန်းနောက်စကားများကိုပြောလိုက်သည်တခင်လေးအမိန့်တော်အတိုင်းပါပဲဗျာမစားနဲ့တော့တကယ်ပြောနေရဖုန်းချလိုက်တော့မယ်နော်ချသွားတဲ့ဖုန်းကိုကြည့်ကပြုံးနေတော့ဆိုင်ရှင်းအောင်တုံးငယ်နဲ့နှစ်ယောက်တည်းကဘာကမထွက်နိုင်သည်ငါဘက်ကမှားတာပါဟဲ့အောင်ညိုကြီးငါမိန်းမမယူတော့ဘူးနောင်ကြီးလိုယောက်ျားပဲရှာယူတော့မယ်နောင်ကြီးလိုယောက်ျားမျိုးကရှားတယ်ကိုမို့1000မှ1ယောက်တောင်မတွေ့ဘူးကိုညိုကြီးတို့ကလည်းဆိုင်ရှင်းအောင်ရှက်ဝဲဝဲဖြင့်လဲပင်လေးသာပွန်နေမိသည်သူတုံးငယ်ကိုချစ်တာလွန်သွားလို့လားမသိတေချာစဉ်းစားကြည့်တော့လေအဲ့တလောက်မဟုတ်ပါငါလည်းမိန်းမရှိပါတယ်ကွာငါမိန်းမကိုငါချစ်ပါတယ်မင်းလိုတော့မဟုတ်ဘူးမင်းကအချစ်ကိုတစ်ဖက်လွန်နေတာတုံးငယ်ဆိုတဲ့ကောင်လေးကိုတစ်ခေါက်လောက်တော့မြင်ဘူးကျင်ပါတယ်ကိုနိုင်ကြီးကလည်းဂျန်နဲ့3ယောက်ကတုံးငယ်ကိုမမြင်ဘူးပဲနောက်ဤတဲတာလည်းမပြောနဲ့ဟိုက18နှစ်သာပြောတာနုနုဖက်ဖက်လေးနေမထိရေမထိလေးမင်းတို့တွေ့ရင်နောက်ဤတဲတာကိုအစမ်းမထင်တော့ဘူးရုပ်ရည်ကြောင်လည်းမဟုတ်ပါဘူးဗျာတုံးငယ်ကကျွန်တော်ငယ်ငယ်လေးကတိတ်တကူချစ်ရတယ်သူမို့လို့ပါပြီးတော့တုံးငယ်ကတထေးသားဆိုတော့ငယ်ငယ်လေးကမိဘပုံသွင်းတဲ့အတိုင်းနေလာရတာ
လောကကြီးအကြောင်းတိတ်တိတာမဟုတ်ဘူးတထေးသားလားထင်တော့ထင်ပါတယ်နုနုဖက်ဖက်လေးဆိုတော့မိမိဘတွေရောသိလားကိုနိုင်ကြီးကတွန်းငယ်ကိုတွေ့ဘူးသူပြပြီးမေးသည်ကျွန်တော်ကဖုန်းကြီးကျောင်းသားလေ sorry ကွာငါတို့မသိလို့ရပါတယ်ဗျာဆိုင်ရှင်းအောင်အာနာတောင်းဟန်ဖြစ်သောအကိုတွေကိုရပါတယ်တခွန်းနဲ့သာပြုံးပြီးပြောလိုက်သည်သူ့အတိတ်တွေကိုဖုံးထားမဲ့သူမျိုးမဟုတ်ဘူးတွန်းငယ်နဲ့သူစကြိုက်တဲ့ဟာသူကဖုန်းကြီးကျောင်းသားပဲလေတွန်းငယ်မောင်ဒီမာလူအုပ်အလဲမှာအညိုရောင်လေးနဲ့ထင်းထွက်နေတဲ့တွန်းငယ်ဖြူနေသောအသားအရည်အနက်ရောင်စပင်လေးအရမ်းမရှိပဲယောက်ျားလေးတစ်ယောက်ရှိအပ်တဲ့အရက်အမောင်ကြည်လင်တန်ရှင်းနေသောမျက်နှာလေးကလူအုပ်ကြားထဲမှာမို့စိတ်ရှုပ်နေရန်စူပုတ်ပုတ်ဖြင့်ဆိုင်ရှင်အောင်လူအုပ်ကြားထဲတိုးဝင်ကတွန်းငယ်လက်ကိုဆွဲပြီးခေါ်ထုတ်လာခဲ့သည်ဆက်ဆချင်းရုန်းကန်နေတဲ့လက်တွေကသူမှန်းသိတော့ရင်ရင်လေးသာပါလာသည်ဟူးအခုမှပဲအသက်ရှူဝါတော့တယ်ဆိုင်ရှင်အောင်တွန်းငယ်လွယ်အိတ်ထဲကရေဘူးထုတ်ကတိုက်လိုက်သည်ဂလူးဂလူးဖြင့်တောက်နေသည့်တွန်းငယ်မှာအတော်မောနေဟန်နောက်နေလူရှင်းမှပဲဆင်းလာခဲ့မောင်ဆောင်နေမယ်မောင်ငါဖိုက်စားတယ်ဘာစားကြင်လဲမြမမုတ်စားခြင်းနဲ့ရွှေထမင်းဆိုလားရွှေထမင်းကရေပြေးတာတခုပဲရှိပြီးကျန်တာကောင်းတာမို့ဆိုင်ရှင်းအောင်တွန်းငယ်အားခေါင်းညှိပြလိုက်သည်အစကဈေးမှာတောဝယ်ကျွေးဖို့ရာလမ်းမှာအသေးတွေ့တာနဲ့ပဲ900ဘိုးဝယ်လိုက်သည်တွန်းငယ်ကိုအများကြီးလည်းမကြွေရဲ့စားလို့ကောင်းတဲ့စားကြည့်မောင်ပစံနာတစ်ပေးလာတဲ့တွန်းငယ်ကြောင့်ဆိုင်ရှင်းအောင်ညင်လိုက်သည်တွန်းငယ်သာဝအောင်စားပါအစာတွေက1000ဘိုးလောက်ဝယ်ဆိုတာ哦တွန်းငယ်ရင်ပြည့်နေမှာစိုးလို့ပါတွန်းငယ်ကြရင်နေတိုင်းဝယ်ကျွေးမယ်တမျိုးလဲဆိုရိုးသွားမှာပေါ့အဲ့အန်ဒီစီမှာတခြားမုံမျိုးတွေလည်းအများကြီးရှိသေးတယ်ဟုတ်ပါပြီကွာနေတိုင်းဝယ်ကျွေးမယ်နော်ဟင်းအားကြောင့်မအောင်ချက်တာကလေးလေးလိုခုံပေါက်ကအရှိကနေသွားတော့တွန်းငယ်ကိုဆိုင်ရှင်းအောင်ပြုံးရည်သားကြည်နိုင်သည်အရှင်ကကျောင်းကပြန်ရင်ကားနဲ့ပြန်တဲ့သူကအခုဆိုလမ်းလျှောက်ပြန်သည်အစားကတွန်းငယ်ကိုစိုးရင်တော့လေဒီလိုလေးပြန်ရတာကိုတွန်းငယ်ကသဘောကျပုံပဲမောင်ဒီနေ့ကလေးတွေကိုစာသင်ပေးရမယ်နေနော်တွန်းငယ်ဘဲချင်းခေါ်ထားလေ9နာရီကနေ9နာရီထိဒီနေ့ကပထမနေ့မို့3နာရီကျောင်းဆင်းတာနောက်နေ့4နာရီခွဲလို့ပါမောက္ခပြောတယ်4နာရီခွဲဆိုတော့အဆင်ပြေတာပေါ့မောင်လောက်ကလည်း4နာရီဆိုတော့ဟုတ်တယ်စကားတပြောပြောဖြင့်လမ်းလျှောက်လာရာအိမ်ကိုရောက်လာသည်တွန်းငယ်လွယ်ကိုစပွဲပေါ်တင်ထားလိုက်သည်တွန်းငယ်ရေတစ်ခွက်တော့ခဏနာပြီးမှရေချိုးကျမ်းပြင်ပေါ်ထိုင်ချလာတဲ့တွန်းငယ်ကိုဆိုင်ရှင်းအောင်ရေခတ်ပေးလိုက်သည်ဘိုက်ထဲမှာမုတ်တွေရောရေတွေရောရေချိုးပြီးရင်အစာကြေစေးတောက်ရမယ်နော်တိပါပြီမောင်ငါနာခဏလားတွန်းကကျဲဒီနေ့သူ့အတွက်နဲ့ပင်ပန်းနေတဲ့မောက်ကိုနမ်းလိုက်သည်ပင်ပန်းသွားပြီချစ်တယ်မောင်သူစကားနဲ့အပြုတ်အမူကြောင့်မောင်ကကြောင်တောင်ပုံလေးဖြစ်သွားသည်ဟိုဘက်ကိုလှည့်သွားပေမဲ့မောင်နှကန်းတွေတွန်းကေးသွားတာကိုတွန်းခကျဲမြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်